ဒီနေ့ကတော့ချင်းချင်းလေးနဲ့စားလို့ကောင်းတဲ့ကြက်ဥချမောင်ဟင်းလေးချက်စားဖြစ်ပါတယ်။ကြက်ဥလေးတွေကိုကြက်အောင်လို့ပြုတ်ထားလိုက်ပါမယ်။ကိုကအလုံးလိုက်ပဲချက်မှာမလို့အရသာဝင်အောင်လို့ဓာတ်ရလေးတွေနေရာနှက်လိုက်ပေးလိုက်ပါတယ်။ဒီဟင်းတွက်ကတော့ပြုတ်ထားတဲ့ကြက်ဥရဲ့ချမောင်လေးရပဲလိုတာပါ။ကြက်ဥတွေကိုစနစ်လေးထည့်လိုက်တဲ့ပစုံထန်းငယ်များလေးများများထည့်လိုက်တဲ့ကြက်သားမုန့်လေးနဲ့ငယ်ထည့်ပြီးတော့အရသာဝင်အောင်လို့တိချာလေးနေလိုက်ပါမယ်။အပေါ်ရန်အခွန်လေးတင်းမှစားလို့ကောင်းတာမလို့စီထဲကိုထည့်ပြီးတော့ကြော်လိုက်ပါတယ်။မီးရမြရင်စီပေါက်ထက်တာမလို့400လို့600လို့နဲ့ပဲဖြည်းဖြည်းချင်းစိတ်ရှိရှိနဲ့ကြော်ပေးလိုက်ပါတယ်။ဘဲဥဆိုရင်တော့အနှစ်များများလေးနဲ့ပိုစားကောင်းပါနော်။အိမ်မှာတော့ကြက်ဥပဲရှိရနဲ့ကြက်ဥလေးနဲ့ပဲကြော်လိုက်တယ်။ကြက်ဥလေးပေါ်ရန်တင်းသွားပြီဆိုလို့ရှိရင်တော့ဆယ်ထားလိုက်ပါမယ်။စီပူလာလို့ရှိရင်ထောင်းထားတဲ့ကြက်သွန်အဖြူအနီကိုဆန်နှင်းလေးနဲ့စီတက်လိုက်ပါတယ်။ကျွတ်ကျွတ်လေးမှမှုေးတာမလို့နည်းနည်းလေးကျွတ်တဲ့ထီကိုကြော်ပေးလိုက်တယ်။ငရုတ်သီးစိမ့်လေးလည်းထည့်လိုက်တယ်။ငရုတ်သီးစိမ့်မုံလေးလည်းနှစ်စွန်းထည့်လိုက်ပါတယ်။ငရုတ်သီးစိမ့်နှံပြောက်ပြီးမှုေးလာတဲ့ထီကိုတေချာလေးကြော်ပေးလိုက်ပါမယ်။အနံလေးလည်းမှုေးလာပြီဆိုလို့ရှိရင်ကြော်ထားတဲ့ကြက်ဥလေးတွေကိုထည့်လိုက်မယ်။နှစ်လေးနဲ့တသားလေးကြားတဲ့ထီကိုတေချာလေးလုံးပြီးတော့တည်ပေးလိုက်ပါမယ်။ပစုံကြောက်ကြိုက်တာမလို့ပစုံကြောက်မှုံလေးတွေကိုနှစ်စွန်းလောက်ထည့်လိုက်ပါမယ်။ပစုံကြောက်နဲ့လေးရောငပြားလေးထည့်ထားတာဆိုတော့လေအနံလေးကတော်တော်လေးမှုေးပါတယ်။ရေလေးနဲ့ငယ်ထည့်ပြီးတော့အနှစ်လေးတွေကြေွားတဲ့ထီကိုတေချာလေးချက်ပေးလိုက်ပါမယ်။အနှစ်လေးတွေလည်းကျလာပြီဆိုလို့ရှိရင်တော့မှုေးထားတဲ့ချမောင်လေးတွေကိုထည့်လိုက်ပါတယ်။တချို့ကတော့အရေးလေးနဲ့ချက်ပါတယ်ကိုကတော့ခက်ပြစ်ပြစ်လေးစားချင်တာမလို့စီပြန်လေးပဲချက်လိုက်ပါတယ်ချမောင်လေးထည့်လိုက်တဲ့အချိန်မှာဘာပြောကောင်းမလဲမှုေးလိုက်တာဆိုတာလေထမင်းတောင်တကားလေးခူးစားလိုက်ချင်တာအဲ့ဒါလေးပေါ့နေသေးရမလို့ကြက်သားမုံလေးနဲ့ငယ်ထည့်လိုက်ပါမယ်ဒီချိန်မှာအပြည့်ကျဲလေးကကိုစိတ်ချိုက်လုပ်လို့ရပါတယ်စားလို့ကောင်းတဲ့ကြက်ဥချမောင်ဟင်းလေးတော့ချက်သွားပါပြီအားလုံးပဲလိုက်လုပ်စားကြည့်ကြပါဦးနော်